စီးကြောက်ကစီးလန်းကြောင်းတစ်လျှောက်ကိုဖြတ်သွားရင်ခံစားရတာကအနာကျင်ဆုံးခံစားမှုတွေတခုဖြစ်ပါတယ်။ဒီတော့စီးကြောက်တယ်မှာစိုးရိမ်နေပါသလား။ကြောက်ကမှကြောက်တယ်လို့ခွဲဆဲရတော့မယ်ဆိုပြီးတော့ပူပန်နေပါသလား။တကယ်တော့ဒီအဖေအသင်းရဲ့မီးဖိုချောင်ထဲမှာနေရှိနေနိုင်ပါတယ်။ကြောက်ကထဲကကြောက်တွေကိုတဘာဝအတိုင်းပျော်ဝင်စေဖို့အထီရောက်ဆုံးနဲ့အခြေခံအကြဆုံးကတော့ရေပါပဲ။တနေ့ကိုရေ2လီတာကနေ3လီတာလောက်တောက်ပေးတာကကြောက်ကထဲကကြောက်တဲ့စီမဲ့အနေတွေကိုစေးကြောပေးသလိုဖြစ်စေပါတယ်။နောက်ထပ်အစွမ်းထက်တာတစ်ခုကတော့တံမယာရည်ပါ။တံမယာသီးမှာပါတဲ့စစ်ထရီတက်ကစီးကြောက်တွေဖြစ်တာကိုတားဆီးပေးုံနဲ့မကပဲကြောက်အသေးလေးတွေကိုလည်းပျော်ဝင်စေနိုင်တယ်လို့အချို့သောလေ့လာဆန်းစစ်မှုတွေမှာဖော်ပြကြပါတယ်။ဥပမာတံမယာရည်ကိုရေနွေးနွေးလေးနဲ့တောက်တာမျိုးပေါ့။နောက်တစ်ခုကတော့ apple cider vinegar ပါ။ apple cider vinegar မှာပါတဲ့ acetic acid ကလည်းကြောက်တွေကိုပျော်ဝင်အောင်ကူညီပေးနိုင်တယ်လို့ဆိုကြပါတယ်။ဒါပေမဲ့သတိထားရမှာက apple cider vinegar ကိုဒီတိုင်းတောက်လို့မရပါဘူး။သွားကြွေလွှာတွေကိုပျက်စီးစေနိုင်တယ်လို့အစာအိမ်ကိုလည်းထိခိုက်စေနိုင်တဲ့အတွက်ကြောင့်ရေဖန်ခွက်တစ်ခွက်ထဲမှာဇွန်အနည်းငယ်ပဲထည့်ပြီးတော့ရောတောက်ရမှာပါ။ဒါအပြင်တောက်ပြီးရင်လည်းပါးစပ်ကိုပလုတ်ချင်းပေးဖို့လိုပါတယ်။ apple cider vinegar ကြောက်တွေကိုပျော်ဝင်စေနိုင်တယ်ဆိုတာလူအများအပြားနဲ့စမ်းသပ်ထားတဲ့ဆေးပညာဆိုင်ရာသက်သေပြချက်တော့မဟုတ်သေးပါဘူး။ဒါကြောင့်ဆေးတစ်ခွက်လိုမျိုးအပြည့်အဝအားကိုးတာမျိုးမဟုတ်ဘဲနဲ့ရေမြတ်မြတ်တောက်တဲ့အခြေခံအကြဆုံးအလေးကျင့်နဲ့ပဲတွဲဖက်ပြီးလုပ်သင့်ပါတယ်